အမျိုးသားဆရာဝန်တဦးကိုလူနာကုသပေးဖို့အတွက်ငွေကြေးအမြောက်များပေးပြီးဖိတ်ကြားခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုသူ့တန်တစ်ခုစီခေါ်ဆောင်သွားတဲ့အခါမှာတော့သူကုသပေးရမယ့်သူဟာတေဆုံးနေပြီဖြစ်တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအမျိုးသားဟာပြန်ဖို့ပြင်ပေမဲ့တက်တော်ဆောင်တစုကသူ့ကိုတားဆီးထားပါတယ်။ရုတ်တရက်အဖိုးအိုမှာအသက်ရှူငွေပပလေးကျန်ရှိနေသေးတာကိုသူသတိပြုမိသွားပါတယ်။ဒါကိုကြားတော့အဖိုးအိုရဲ့သားကအဲ့ဒီလူဟာလိန်ညာနေတာလို့ယူဆခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဖိုးအိုရဲ့တေဆုံးကြောင်းလက်မှတ်ကိုကျွမ်းကျင်ဆရာဝန်တဦးကထုတ်ပေးထားပြီးသားဖြစ်လို့ပါသူကမင်းကအဖေကိုမကူနိုင်ရင်တော့မင်းလည်းသူ့နောက်ကိုလိုက်သွားရလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကခေါင်းတလားကိုဖွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ပြီးနောက်သူဟာအတစ်ချောင်းကိုထုတ်ယူပြီးအဖိုးအိုရဲ့ခန္ဓာကိုယ်ထဲထိုးသွင်းလိုက်ပါတယ်။နောက်တစ်စက္ကန့်မှာပဲအဖိုးအိုရဲ့လက်ဟာစတင်လှုပ်ရှားလာပါတယ်။ဆရာဝန်ဟာအဖိုးအိုကိုစစ်ဆေးဖို့အပြေးလွှားရှိတိုးလာပြီးအဲ့ဒီလူဟာအဖိုးအိုကိုတကယ်ပဲကယ်တင်လိုက်နိုင်ပြီဆိုတာကိုတွေ့ရှိသွားပါတယ်။အဖိုးအိုရဲ့သားဟာစိတ်လှုပ်ရှားစွာနဲ့ရှိတိုးလာပြီးဆရာဝန်ကိုနောက်ထပ်ကုသမှုတွေဆက်လုပ်ဖို့စီစဉ်ခိုင်းပါတယ်။အဲ့ဒီအမျိုးသားကဆရာဝန်ဟာထူးဆန်းတဲ့ထိုးဆေးတစ်ခုထုတ်ယူလာတာကိုကြည့်နေခဲ့ပါတယ်။ဆေးထိုးပြီးတဲ့နောက်မှာတော့ဆရာဝန်ကအဖိုးအိုဟာလုံးဝတည်ဆုံသွားပြီဖြစ်ကြောင်းနောက်တရက်ဟန်နဲ့ကြေညာလိုက်ပါတယ်။ပြီးနောက်အဲ့ဒီအမျိုးသားကိုလူလိမ်အဖြစ်ဆွဆွဲပါတော့တယ်။အဲ့ဒီအမျိုးသားကတော့ဆရာဝန်ထိုးတဲ့ဆေးဟာအဆိပ်ဖြစ်ပြီးအရာအလုံးဟာအဖိုးအိုရဲ့သားအကျိုးတင်စီစဉ်ထားတဲ့အကြံစီတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဖိုးအိုရဲ့မြေးမလေးဟာအလွန်အံ့အားသင့်သွားပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့ဦးလေးဟာမိသားစုရဲ့အမွေဆက်ခံသူဖြစ်လို့ပါပဲ။အဲ့ဒီအချိန်မှာပဲအဲ့ဒီအမျိုးသားဟာအဖိုးအိုရဲ့တေတန်းစာကိုထုတ်ပြပြီးအမှန်တရားကိုဖွင့်ချလိုက်ပါတယ်။တားကြီးဖြစ်သူဟာလောဘဇောတိုက်ပြီးမိန်းကလေးငယ်အများအပြားကိုနစ်နာအောင်လုပ်ခဲ့မှုကြောင့်နောက်ဆုံးမှာမိန်းကလေးတဦးကအဖိုးအိုကိုရှာပြီးအထောက်ထားအနေနဲ့ဗီဒီယိုတစ်ခုပြသခဲ့ကြောင်းသိရှိခဲ့ရပါတယ်။အဲ့ဒီအခါကျမှအဖိုးအိုဟာသူ့ရဲ့တားကြီးဟာအာဏာကိုလက်ဆုပ်လက်ကင်ထားနိုင်ဖို့အတွက်ကိုချင်းတရားတွေပြပြနေတာကိုသဘောပေါက်သွားခဲ့တာပါ။တားကြီးဖြစ်သူဟာနောက်ဆုံးမှာအဖိုးအိုတေဆုံးဟန်ဆောင်ဖို့ဆရာဝန်နဲ့ပူးပေါင်းခဲ့ပါတယ်။ဒါပေမဲ့တားကြီးဖြစ်သူကအဲ့ဒီအမျိုးသားကိုအထောက်ထားပြဖို့တောင်းဆိုပါတယ်။အဲ့ဒီအမျိုးသားကသူဟာအဖိုးအိုကိုပြန်လဲအသက်ရှင်လာအောင်လုပ်နိုင်ပြီးအမှန်တရားကိုကိုယ်တိုင်ပြောပြခိုင်းနိုင်တယ်လို့ဆိုပါတယ်။အဖိုးအိုရဲ့မြေးမလေးကတော့သူဟာအစိတ်ကိုလဲလှယ်လိုက်ပြီလို့ထင်နေပေမဲ့သူကဘာကိုမှမလဲလှယ်ခဲ့ကြောင်းဒါပေမဲ့တေခါနီးလူတယောက်ကိုကုသပေးနိုင်တဲ့စွမ်းအားရှိကြောင်းပြောပါတယ်။ပြီးနောက်သူဟာမော်ဆန်တဲ့အတက်ကိုအသုံးပြုခဲ့ပါတယ်။ရွှေအက်သုံးချောင်းကိုအဖိုးအိုရဲ့ခန္ဓာကိုယ်ထဲထိုးသွင်းလိုက်တဲ့အခါနောက်တစ်စက္ကန့်မှာပဲအဖိုးအိုဟာမျက်လုံးပွင့်လာပါတယ်။သူကတားကြီးဖြစ်သူကိုပြောလိုက်တာကတော့သူ့ရဲ့တေဆုံးမှုဟာတကယ်တော့ရည်ရွယ်ချက်ရှိစီစဉ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ရည်ရွယ်ချက်ကတော့တားကြီးဖြစ်သူကိုနောက်ထပ်အခွင့်အရေးတစ်ကြိမ်ပေးခြင်းလို့ပါ။ဒါကြောင့်သူနဲ့အဲ့ဒီအမျိုးသားဟာဒီပြဆက်ကိုအတူတူတရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒါကိုကြားရတဲ့အခါတားကြီးဖြစ်သူဟာနက်နက်ရှိုင်းရှိုင်းနောက်တရသွားခဲ့ပြီးမြေးမလေးကတော့ကျေးဇူးဆက်တဲ့အနေနဲ့အဲ့ဒီအမျိုးသားကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။